အာမှာဖြစ်တဲ့ကိစ္စအလုံးတည်ပြီးသားဗအာမှာကားတွေဖမ်းတယ်ကားအစီး400လောက်ဖမ်းတယ်ဖမ်းပြီးတော့တားထားတာဘူးထိတချို့တွေမလွတ်သေးဘူးလို့ကြားတယ်ကားအစီးလည်းတော့ဖမ်းတားလိုက်တော့ဒူးကျုပ်ရဲ့အမိန်နဲ့တူတိုင်းမှုကဖမ်းလိုက်တယ်ဖမ်းလိုက်ပြီးတော့ဗအာမှာကားတွေစစ်တာကျွန်တော်သိရတော့ပြီးခဲ့တဲ့5ရက်ထိကားတွေစစ်တာမဆုံးသေးဘူးစစ်လို့မပြီးသေးဘူးကားအစီး400လောက်စစ်တာဗျာခင်ဗျာရန်ကုန်ကနေပြီးတော့ကတ်စတန်ကအကောက်ခွန်ကလူတွေကိုပို့ရတယ်တဲ့အဲ့ကိုပို့ပြီးတော့သွားပြီးတော့ကိုဒီကတ်စတန်လူတွေကအကောက်ခွန်သွားစစ်ရတယ်အကောက်ခွန်မဲ့ပစ္စည်းပါသလားမပါဘူးလားတော့တရားမဝင်တင်သွင်းတဲ့ပစ္စည်းပါလားမပါဘူးလားနော်အဲ့ဒီမှာပစ္စည်းအဲ့ဒီမှာအဲ့ကားစစ်တဲ့ကိစ္စမှာကျွန်တော်တို့ကအဓိပ္ပာယ်3ခဏလေး4မျိုးမျိုးလောက်ခွဲရတယ်တစ်တဲတဲ့ကားလိုင်စင်မဲ့လားဝတ်တော့လားတဲရတဲ့ပစ္စည်းကလိုင်စင်နဲ့လားဝတ်တော့လားလွယ်ပြောရင်လိုင်စင်လားဝတ်တော့လားပေါ့အဲ့လိုပြောမယ်ဝတ်တော့လားလူကရောလိုင်စင်လားဝတ်တော့လားအဲ့ဒီဇလန်းတွေပါရှင်းရတယ်လို့ဒီထဲမှာမူရစေဝါအဲ့ကားမှာမူရစေဝါအချမ်းဖက်ချမ်းဖက်လက်နက်ကင်ပစ္စည်းတွေလက်နက်ပေါ့နော်စစ်လက်နက်ပစ္စည်းတွေနဲ့မူရစေဝါပါလာသလားဒါတွေကိုစစ်ဆေးရတယ်အဲ့လိုကုန်စစ်ဆေးလိုက်တဲ့အခါမှာအကုန်အဲ့အကားစီး400လောက်ကိုဟိုဘိုက်တွေပဲခွဲစစ်လိုက်တဲ့အခါမှာပေါ်တဲ့နိုင်လဲပေါ်လာပြီဘယ်ကောင်ကြီးရဲ့လက်ချက်လဲဘယ်သူတွေလဲဆိုဇလန်းတွေပေါ်လာပြီပေါ်နေပြီလို့လည်းကျွန်တော်သိရတယ်အဲ့တော့တချို့သောကားတွေကတော့သူကဒီအခွန်ဆောင်ပြီးတော့ထုတ်ပေးရမယ့်ကားကြအခွန်ဆောင်ခိုင်းတာတွေစပြီအခွန်ဆောင်ခိုင်းတာတွေစပြီပေါ့အခွန်ဆောင်ကားကလိုင်စင်နဲ့ကားဆိုရင်တော့သူကအခွန်ဆောင်ပြီးကားကိုပြန်ယူလို့ရတယ်ပစ္စည်းတွေရောနိုင်ငံတော်ကသိမ်းလိုက်တယ်သိမ်းပြီးတော့နိုင်ငံတော်စီကနေအခွန်နဲ့ပြန်ပြီးတော့ဆောင်ပြီးတော့ဒီကားကုန်ဘူးနှစ်ဆသုံးဆအခွန်ဆောင်ပြီးတော့ကုန်ပြန်ထုတ်ယူလို့ကုန်ပစ္စည်းပြန်ပြီးတော့ဖြန့်တာမျိုးလုပ်တယ်လို့ကြားလုပ်မယ်လို့ကြားတယ်ပေါ့နော်အဲ့တော့ကားတွေကဝတ်တောက်ကားတွေလည်းပါလာတာဆိုဝတ်တောက်ကားတွေလည်းလိုင်စင်ပွားတဲ့ကားတွေဝတ်တောက်ကားတွေလည်းနံပါတ်ပြကောက်တက်ပြီးဝတ်တောက်ကားတွေလည်းပါတယ်လို့ကြားတယ်လူတွေကလည်းလိုင်စင်မဲ့ဝတ်တောက်မဲ့တွေလည်းပါတယ်လို့ကြားတယ်တခါအထဲမှာလက်နက်နဲ့မူးယစ်ဆေးဝါးဘာညာလဲကြားတယ်ဇလန်းတွေကတော့အစည်းလေးရတယ်မှာတော့ဇလန်းကအစုံပဲတချို့ကားတွေတော့ပြန်လွတ်ပြီးတချို့ကားတွေတော့ပြန်လွတ်လာပြီလို့ကြားတယ်လွတ်မဲ့လို့လည်းကြားတယ်ပေါ့နော်ဆိုတော့နည်းနည်းရှုပ်တယ်ပေါ့နော်အဲ့ကားတွေရဲ့နောက်ဆက်တွဲကဥပမာ KNU ရဲ့ DKB ရဲ့နည်းနည်းလေးတင်းတယ်ပေါ့အဲ့ဇလန်းပေါ့မှာဒီကားတွေရဲ့နောက်ခံ background တွေနဲ့ဆက်ပတ်သက်သူတွေရဲ့နောက်ွယ်မှာတချို့သောကားတွေက KNU တို့ DKB တို့နဲ့ဆက်ဆက်နေလို့ကြားသိရတယ်ဆိုတော့ဒူးချုပ်ရဲ့အမိန်နဲ့တော့ဒူးတိုင်းမှုကတော့အဲ့မှာဂိုင်းအောင်ကောင်းဂိုင်းတယ်လို့ကြားတယ်ဒါတွေကဇလန်းတွေရှုပ်နေဇလန်းလေးတွေသို့တော့ခုနပြောတဲ့ကားကဝတ်တောက်ဆိုရင်တော့ကားပါသိမ်းခံရမယ်ပစ္စည်းဝတ်တောက်ပစ္စည်းလည်းသိမ်းခံရမယ်ကားရောပစ္စည်းရောဝတ်တောက်ဆိုရင်နှစ်ခုဆုံးသိမ်းခံရမယ်သုံးပြမှာလူကဝတ်တောက်ဆိုရင်တော့လူပါထောင်းလိုက်တယ်မှာကားသမားရင်မောင်းနဲ့နောက်လိုက်ထောင်းလိုက်တယ်မှာသူတို့ကထောင်းလိုက်တယ်မှာအဲ့တော့၃မျိုးပေါ့နော်ကားဝတ်တောက်ပစ္စည်းဝတ်တောက်လူဝတ်တောက်ဆိုရင်၃မျိုးဆုံးထောင်းလိုက်ရောက်မှာ၃မျိုးလုံးသိမ်းခံရမယ်ကားဝတ်တောက်ဖြစ်ပြီးတော့ပစ္စည်းကဟိုအခွန်ဆောင်ပြီးထုတ်လို့ရတဲ့တင်သွင်းခွင့်ပြုထားတဲ့ပစ္စည်းဆိုရင်တော့အခွန်ဆောင်ပြီးထုတ်ဖြစ်သွားမယ်လူကလိုင်စင်ရှိရဆိုလူလွတ်မယ်ဆိုရင်လူကိုလည်းဒဏ်ကြီးရတိုင်းပဲလုံမဟုတ်ဗျာဒါတွေကအဲ့လိုတော့ရှိမယ်အဲ့တော့အဲ့ဒါတွေကိုအကုန်လုံးခွဲချမ်းစိတ်ထားတဲ့လုပ်ငန်းစဉ်ကခင်ဗျာခုထိမပြီးသေးဘူးခုထိမပြီးသေးတော့အဲ့ဇလန်ကြီးကကြံနေသေးတယ်လို့ကြားသေးတယ်အဲ့ဒီဘာမှအဲ့လိုလဲဖမ်းလိုက်ကောဟိုဘာခေါ်လဲတာချီလေးကနေဖြတ်လာမဲ့ကားတွေကလည်းရက်နေတယ်မလာရဘူးမူဆယ်ဘက်ကထွက်လာတဲ့လမ်းကြိုလမ်းကြားမြောင်းကြားကြောင်ကြားဖောက်ပြီးထွက်လာတဲ့ကားတွေကလည်းရက်နေတယ်မော်လမြိုင်ထွက်တဲ့ကားတွေလည်းရက်နေတယ်ဟိုအောက်ကဘိတ်ကတက်လာမဲ့ကားတွေကလည်းရက်နေတယ်နေရာပေါင်းစုံပေါ့ဗျာနေသားပေါင်းစုံကနေလာမဲ့ကုန်ကားတွေအကုန်ရက်ကုန်တယ်မသွားဘဲနဲ့ဘာလို့ဆိုငါတို့လည်းဖမ်းမလားမသိဘူးဘာလို့ဆိုကားတွေထဲမှာတနေ့ရန်ကုန်ကိုဗဟိုပြုတ်ပြီးဝင်လာတဲ့ကားတွေထဲမှာအစီး100ရှိရင်အစီး90ထက်မနည်းကလိုင်စင်မဲ့ဝတ်တော့စသဖြင့်ပေါ့ဗျာတရားမဝင်ကုန်မှောင်ခိုကူးတဲ့ဟာတွေကြီးပဲကဲတရားဝင်လိုင်စင်နဲ့မလာဘဲနဲ့လိုင်စင်ကတရားဖို့30သွင်းမယ်လို့ပြောတယ်တရားဖို့သွင်းလာတဲ့ကောင်တွေအဲ့ဒါမျိုးတွေများတယ်ခွင့်ပြုပစ္စည်းကဗျာကဲထားပါတော့ခွင့်ပြုပစ္စည်းကထားပါတော့ဗျာကျွန်တော်တို့စာအုပ်တွေပေါ့ဟိုစက်ကူခွင့်ပြုတာတန်တရားလို့ပြောမယ်ဟိုကတန်တရားကပင်လေချောင်းလာတာတန်တရားလာတယ်နေဆက်ကဝင်လာတာတန်1000ဝင်လာတယ်အဲ့ဒါမျိုးကြီးတွေလောက်တယ်အဲ့သဘောမျိုးပေါ့ပစ္စည်းတွေကပစ္စည်းမျိုးစုံထိုင်းရလာတဲ့ကုန်ပစ္စည်းတွေမျိုးစုံတရုတ်ကလာတဲ့ဟာတွေအဲ့ဒါရောလုံးကနေဆက်ကဝင်ချလာတာအဲ့ဒါမှခွင့်ပြုတာကဒဏ္ဍာမဆိုရင်မောက်ကိုသွင်းတာ9တန်လောက်သွင်းတာအဲ့လိုသွင်းတော့အဲ့ဒီဟာတွေအကုန်လုံးအဲ့မှာဆက်ရတာတော်ကိုကြားတယ်ရန်ကုန်ကကတ်စတန်တွေတောင်ပို့ပြီးဆက်ရတဲ့အထိရောက်သွားတယ်လို့ကြားတယ်အဲ့တော့အဲ့ဇလန်ကမပြီးသေးဘူးလို့ကျွန်တော်တို့ဒါကိုလည်းဗန်နဲ့ပတ်သက်ပြီးဆက်ဆက်ပြီးထည့်ပြောတာပါ